လေးတို့ငါအင်္ဂလိပ်စာကောင်းချင်နေငါစတော့ချင်တယ်လို့ကိုပြောဘူးလားအဲ့လိုပြောဘူးတဲ့ဆိုရင်တော့ကောင်းတယ်ဒါပေမဲ့အဲ့ဒါနဲ့တင်မလုံလောက်သေးဘူးနော်ဘာလို့လဲဆိုတော့ကောင်းချင်တယ်ဆိုတာကဘလောက်ကောင်းချင်တာလဲဘယ်နည်းအထိလဲမရှင်းဘူးဆိုရင်မလုံဖြစ်တတ်ဘူးလုံဖြစ်ရင်လည်းပဲပြတ်သွားတတ်တယ်ဒါကြောင့်ဒီကနေ့မင်းတို့ရဲ့ dream ကို smart goal လုပ်ကြမယ်ကဲအရင်ဆုံးဒီချိန်ကလေးတို့ကို smart 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 ဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးမယ်ရှေ့ဆုံးက X က specific လို့ခေါ်တယ်တိကျကျငါအင်္ဂလိပ်စာကောင်းချင်တယ်ဒါဆိုရင်မတိကျဘူး English self introduction 1 minute ငါအင်္ဂလိပ်လိုကိုမိတ်ဆက်တာယုံကြည်မှုရှိနဲ့10မိနစ်ပြောနိုင်ရမယ်ဒါဆိုရင်တော့တိကျတယ် now နှလုံးဖြစ်တဲ့ M ကတော့ measurable တိုင်းတာလို့ရရမယ်ပိုကောင်းချင်တယ်ဆိုတာကအတိအကျမဟုတ်ဘူးတိုင်းတာလို့မရဘူးဒါဆိုတော့ vocabulary အလုံး90ရရမယ်10မိနစ်ပြောနိုင်ရမယ်ဟောဒါဆိုရင်ဒါသည် measurable တိုင်းတာလို့ရတယ် A သည် achievable ဖြစ်တယ် achievable ဆိုတာကရနိုင်တဲ့အဆင့်ရှိပဲရနိုင်တဲ့အဆင့်ကိုပြောတာဖြစ်တယ်တပတ်အတွင်း vocabulary အလုံး900ကျက်မယ်ဆိုရင်ဖြစ်နိုင်မှာမလား no ဒါဆိုရင်ငါကဒီတစ်လအတွင်းမှာဒီ challenge အရက်30အတွင်းမှာ vocabulary အလုံး60ရနိုင်နေရအောင်ကျက်မယ်ဆိုရင်တော့ဒါသည် achievable ဖြစ်တယ် now R ကတော့ relevant ကိုဘွားနဲ့သက်ဆိုင်လားကိုလိုအချက်နဲ့ကိုက်ရမယ်ဒါကငါအတွက်ဘာကြောင့်အရေးကြီးတာလဲပေါ့ now relevant ကိုဘွားနဲ့သက်ဆိုင်နေကိုဘွားနဲ့သက်ဆိုင်တဲ့အရာဖြစ်ရမယ် now ဒီကတော့ time bound ဖြစ်ပါတယ်အချိန်ကန့်သတ်ချက်ဖြစ်ပါတယ်တနေ့တော့ဆိုတာမျိုးမဟုတ်နေပဲနဲ့ရက်30အတွင်း April 30အထိစတဲ့သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုလိုပါတယ်ဒါကြောင့်ကလေးတို့ကကိုယ့်ရဲ့ dream တစ်ခုကိုရေးပြီးရင် reserve ကို number ပါတဲ့အတိုင်းအတာနဲ့ရေးမယ်ပြီးရင် date ရက်အတိအကျထည့်ရေးပါမယ်နောက်အပိဆုံးမှာတွေ့ကြပါမယ် Teacher Super AMA International School ရဲ့ MD ပါအားလုံးကိုကျေးဇူးတင်ပါတယ်